个省下来，鬼爬不下来，鬼心中下，五个忙下来，忙下来，五爬不下来，五省下来，我个省下来，我爬不下来，我平下来。nhiều cô ngã sai nhiều pabo sai đây nhiều pin sai u có quang ni sai u pa sai ra u quang ni sai tum su có xin tu sai tum su pa sai ra tum su sai nghèo có nga sai nghèo pa nga sao này nghèo có nga sai nghèo pa sai ra nghèo phun sai shiro có shan sai shiro pa sai ra shiro mam sai. Thank you. Tua ye ne se ba. Mo sai. Ngu shi ba gra ku zuni re. Ngu shi. Okay. ဒီနေ့တော့ရေပုံရင်းဒီထေကအိုရဲ့အသုံးပြုပုံပေါ့နော်အိုရဲ့အသုံးပြုပုံကိုဆမနေနေရှင်းပြမယ်ဆိုတော့အိုကalphabet ထဲကအိုကဘယ်နှလုံးရှိလဲဒါနဲ့ဘာလဲအိုဒီနှလုံးရှိရမလားဆိုတော့ဒီအိုကိုဘယ်နားမှာသုံးလဲဒီအိုကိုဘယ်နားမှာသုံးလဲဆိုတာကိုအတူဖိနေရှင်းပြနံပါတ်1အနေနဲ့အိုဒီအိုကိုဘယ်နားမှာသုံးလဲဆိုတော့ကော်မတီကောင်စီကအိုကိုမအီမင်တိုက်ဒီကော်မတီကအိုငါကောင်စာအီစီကောင်စီကိုလိုနီအောက်တိုဘာဒီနေ့အောက်တိုဘာနောက်ပြပါလဲအိုရာခန်ဟိုဘက်ချမ်းပေါ့ဟိုဘက်ချမ်းထိုးရာခန်ဟိုဘက်ချမ်းပဲနော်အိုရာခန်ထိုးရာခန်အိုရာနောက်ပါနော်ဟိုမနော်တဲ့ချိန်မှာလေမနော်အကတဲ့ချိန်မှာအိုရာနောက်ပါအဲ့လိုမျိုးပေါ့နော်အဲ့ဒီချိန်မှာဒီလိုမျိုးစကားလုံးတွေမှာပဲအိုကိုသုံးတာပေါ့နော်တခြားအိုကိုထားတွေကိုတော့ဒီအိုနဲ့ပဲသုံးတယ်ဟိုနော်နားလေလားဥပမာအားဖြင့်ဘာကိုသုံးမလဲဒီအိုကိုသုံးကြည့်ဒီစကားလုံးတွေထက်တခြားအိုသုံးဆရာရှိတယ်ဆိုရင်ဒီအိုနဲ့ပဲသုံးတယ်ရပြီလားဆိုတော့ဥပမာအနေနဲ့တစ်ခုပြောကြည့်ကြောင်းကြောင်းငါကြောင်းကြောင်းအိုကြောပေးတယ်ကြောင်းငါကြောင်းဆိုတော့ထီအတန်ပြီးတော့ကြောင်းဆိုတော့ကြောင်းမုတ်တောင်မုတ်ကိုပေါင်းမယ်မောတော်လားမောတာအော်တော်မောတော်နောက်ပြီးတော့မုတ်တောင်မအူကမုတ်တာအော်ငါတောင်မုတ်တောင်အဲ့လိုမျိုးပေါ့နော်စကားလုံးတွေအိုကိုသုံးဆရာရှိနေဒီဆိုဒီလိုမျိုးမှာအိုဒီဟာကိုသုံးတယ်တခြားအဓိကမမိအောင်ဖတ်ထားရမှာတော့ဒီဟာပေါ့နော်ဒီဟာလေးတွေကိုအိုနဲ့သုံးတယ်နော်ကော်မတီဒီနောက်မှာတော့ရဲကြည့်လေကဟိုဒီအရင်ရှည်သွားပြီမှတ်လားနည်းနည်းတူသွားအောင်လို့ရေးလိုက်တာပေါ့ဒီလိုမျိုးဆိုတော့ဒီလောက်ပါပဲအိုကိုအသုံးပြုတဲ့ဟာနောက်တစ်ခုကိုစမပြန်ပြောပြမယ်ဟုတ်ပြီလားနားလည်ပြီလားရေးတတ်ပြီလားမချက်အိုင်
chập ai cô 对，加班做啥嘞？ cái gì 吃爱亲的杀的จับ爱 truy ai chu de khai khai ขีดขีดจับจับยิ่งมาเราตัวยังไม่สวยนะชินชินสัดสัดจะไปเลยชื่ออะไรเรียนเดเจจูบาซา我的天哪！